ဒါကတော့ကားအိပ်ရာကိုပြင်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်ဒါကတော့အကျဉ်းလက်တို့ရဲ့အိမ်ပေါ့နော်ဒါအကျဉ်းလက်တို့ရဲ့အိမ်ရှိမှာတစ်ပင်တစ်ပင်ရှိတယ်အဲ့ဒီမှာဒီမှာလွှတ်ရည်နဲ့ဖြတ်တောက်ပြီးတော့လက်သမားလုပ်နေတယ်ဒီမှာ drill bits ဒါကကားအသက်ခုလက်ရှိမရေခဲတက်တာလေးပေါ့နော်ရေခဲတက်တာအထိုင်လောက်တာနဲ့တင်ဟိုအဲ့ဒီမှာအချိန်တော်တော်ကုန်သွားတယ်ဒါကဒီနောက်ချမ်းပေါ့နော်ဒီဟာကဒီအတန်းကပစ္စည်းထဲတဲ့နောက်ခမ်းအကန့်ပေါ့နော်အဲ့ဒီအကန့်နောက်ပိုင်းကိုဟိုလုပ်ဖို့ရှိတယ်ပေါ့နော်ပိုင်းကိုပစ္စည်းပပီလေးတွေနေမယ်ပေါ့နော်အဲ့မှာတင်မယ်ပေါ့အဲ့ရဲ့ဟိုဘက်ရှေ့ဖက်ချမ်းတစ်ခုလုံးကတော့ကိုရီအိတ်မဲ့အခန်းပေါ့ကွာဒါဒီကနေဟိုရှေ့အချိန်ထိဆိုတော့အဲ့ဒီတန်ချောင်းဟိုပါနော်တန်ကျိုးအဲ့ဒီမှာပတ်ထားတဲ့ဆွဲထားတဲ့နေရာမှာရှို့ပြီးတော့ဟိုတုံးထက်သားကိုတင်မယ်ပေါ့နော်တင်ပြီးတော့ဒီမှာထိုင်တစ်ခုထားပြီးတော့ဒီမှာခင်းမယ်ပေါ့နော်ဒီမှာမှီမယ်အဲ့လိုမျိုးရှိမယ်ဒီကြားထဲမှာနောက်ထိုင်ခုံနောက်ထဲမှာတော့ကူကာရီနော် pressure cooker တွေသမင်း rice cooker တွေထည့်မယ်ဒီဘက်ချမ်းမှာတော့ရေတွေပါတွေဟိုဘက်အိယာအောက်ပေါ့နော်အိယာအောက်မှာတော့အင်ဂျီတွေဟိုစားတွေဒီလိုလေးတော့ရှိပါတယ်ဒါကကားအသက်ရဲ့အနေထားမနေ့ကကားကြီးစေးထားတယ်ဒါကကားအဟောင်း RAV4 ပဲမောင်းရတော့ကောင်းတယ်ဒါပေမဲ့စိတ်မချလို့ပေါ့နော်ဒီမှာထိုင်ခုံတွေပြန်တက်ထားတယ်နောက်မှလည်းပဲထိုင်ခုံတွေနဲ့ပေါ့နော်အရင်တော့ဒီထိုင်ခုံတွေကဟိုဘက်ကားကနေလာတာပေါ့နော်အဲ့လိုရှိတယ်ဒီမှာတော့ကားအဟောင်းရဲ့နောက်ခန်းအဲ့မှာဖြစ်ချင်တိုင်းဖြစ်နေတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီနေ့လည်းထုံးစံတိုင်းပေါ့နော်အိယာထနောက်ကြတယ်စတာနောက်ကြတယ်ဒါပေမဲ့ဖြည်းချင်းနဲ့တော့သွားနေတယ်ပေါ့နော်ဒီနေ့က8ရက်လား9ရက်လားဆိုတော့အဲ့ဒါလုံနေပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အေးစစ်မှပြန်ကြည့်ပါမယ်